အားလုံးပဲမင်္ဂလာပါ KMK review ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်အရင်ကတင်ခဲ့တဲ့ဗီဒီယိုတွေအောက်မှာ comment မှန်ပြီး review လုပ်ပေးဖို့အတွက်တောင်းဆိုထားတဲ့ manga နဲ့ manhwa တွေကိုဖတ်ကြည့်မှာပေါ့နော်အဲ့တော့ကျွန်တော် viewer နဲ့ကျွန်တော် subscriber တွေကကျွန်တော်တို့ဘယ်လို manga နဲ့ဘယ်လို manhwa မျိုးရွေးပေးထားလဲဆိုတော့တစ်ချက်လောက်ကြည့်လိုက်ကြအောင်ဗီဒီယိုလေးမစခင်မှာ channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင်တစ်ချက် subscribe လုပ်ပေးဖို့နဲ့အခုဗီဒီယိုလေးကို VPN လေးဖွင့်ပေးကြည့်ပေးဖို့တောင်းဆိုချင်ပါတယ် Okay intro လေးလုပ်ပြီးသွားပြီဆိုတော့ဗီဒီယိုလေးကိုစလိုက်ကြအောင်ပထမဆုံးတစ်ယောက်ကတော့ပွင့်ဖြိုးဆိုတဲ့အကောင့်ပိုင်ရှင်မှန်ထားတာသူက Kiichi or Long Last Strap Manga review လုပ်ပေးဖို့တောင်းဆိုထားတယ်နှစ်ခုတည်းတစ်ခုဆိုတော့လဲပထမတစ်ခုကိုဖတ်ကြည့်တာပေါ့ Manga title လေးကတော့ Kiichiပထမဆုံးအနေနဲ့ဒီ manga ရဲ့ main character နဲ့စတာပေါ့သူ့နာမည်က Kiichi သူကငယ်လေးကလေးကသူ့မှန်တဲ့ထင်ဘယ်သူမှခေမဆိုင်ဘူးပြီးတော့သူ့အရှိမတယောက်ယောက်ကအနိုင်ချင်းခံနေရတာတွေ့ရင်လေကိုချိုးစုံမိကွင်းကူညီတတ်တဲ့ကလေးတယောက်ဖြစ်တယ်။ manga အစားပိုင်းကတော့သူ့ငယ်ဘဝနဲ့သူ့မိသားစုကြောင်းပဲ character introduction သဘောမျိုးပေါ့ပါဖတ်ရမှာ။ art style ကတော့ 20th century point manga art style နဲ့ဆက်နေ။ဒီ manga နဲ့ပတ်သက်ပြီးကျွန်တော်သဘောကျတာတစ်ခုရှိတယ်။အဲ့ဒါကတော့ဘာပြီးရင်ဘာဆက်ဖြစ်မလဲဆိုတာလုံးဝမှန်းလို့မရအောင်။ကျွန်တော်ဒီ manga စဖတ်ခါစားတော့ဆိုရင် Slice of Life manga တစ်ခုလိုပဲထင်နေတာ။ဒါပေမဲ့ manga chapter 10မှာ Kiichi ရဲ့အဖေနဲ့အမေနှစ်ယောက်လုံးအသက်ခံလိုက်ရတယ်။သူမိဘရဲ့မရှိတော့တဲ့နောက်ပိုင်းမှာ Kiichi ကအင်ဂျီယာမဲတွေနဲ့အတူနေထိုင်ရင်းသူ့ဘဝကိုဘယ်လိုဖြတ်သန်းပြီးဘယ်လိုလူတစ်ယောက်ဖြစ်ကြီးပြင်းလာမလဲဆိုတာကိုဒီ manga မှာအဓိကမြင်ရမှာ။ဒီထဲမှာ Kiichi ရဲ့ character development မှာတော့တခြားလေးစိုးဆောင်မှုရှိရှိဆက်ရင်တည်ထားတယ်။ drama ဘိုင်းကလည်းအပြည့်ပြောစရာမရှိဘူး။ဒီ manga ကို review လုပ်ပေးဖို့ပြောတဲ့လူကိုလည်းတကယ်ကျေးဇူးတင်တယ်။သူသာမပြောရင်ကျွန်တော်ဒီ manga ရှိလို့ရှိမှတော့သိမှာမဟုတ်နောက်တစ်ယောက်ကတော့ Bro as a Princess review လို့ပဲမှတ်ထားတယ်။ rather ပဲ title မှားရေးမိတာလာတော့မပြောတတ်ပေမဲ့ကျွန်တော် as a Princess လို့ရိုက်ရှာကြည့်တာဒီ manhwa တစ်ခုပဲပေါ်တာများတယ်။အဲ့တော့လေဒီတစ်ခုကိုဖတ်ကြည့်ပြီး review လုပ်တာပေါ့။ basically ဒီကလူပြန်ဝင်စားတဲ့ manhwa ဇလန်းအစပိုင်းကတော့ဒီ manhwa ရဲ့ main character ဖြစ်တဲ့ကောင်မလေးကတရက်မှာအိတ်ဆေးတွေတောက်တာများပြီးတော့တည်သွားတယ်။ဒါပေမဲ့သူ့ရဲ့ဝိညာဉ်ကသူဖတ်ဖူးတဲ့ဝတ္ထုတွေကမင်းသမီးလေးရဲ့ခန္ဓာကိုယ်ထဲကိုရောက်သွားတယ်။မူရင်းဝတ္ထုထဲမှာတော့အကောင်မလေးကသူအေးပြီးကျင်နာမှုမရှိရဲ့ဘယင်းတရခံလိုက်ရတဲ့မင်းသမီးလေးပေါ့။အဲ့ဘယင်းကလည်းအခြားလူမဟုတ်ဘူး။အဲ့မင်းသမီးလေးရဲ့အဖေ။ဒီထဲမှာကျွန်တော်တို့ရဲ့ main character ကမူရင်းဝတ္ထုတွေကလို့ဖယေအရင်တရခံလိုက်ရတဲ့သနာစရာမင်းသမီးလေးလိုအဆုံးမတတ်အောင်ဘလို့အသက်ရှင်တန်အောင်ကြိုးစားသွားမလဲဆိုတာကိုအဓိကမြင်တွေ့ရမှာပေါ့။ဖတ်ရတာတော်တော်လေးဟိုးဆန်းဖြစ်တဲ့မောင်ဝတ်တစ်ခုလို့ပြောရမယ်။ Okay ကိုလူတော့မန်ဟွာဖတ်ရမှာပြင်းတဲ့လူဆိုရင်လည်းစိတ်ပူစရာမလိုဒီမန်ဟွာအခုလက်ရှိမှာ enemy လေးထွက်ထားတယ်နောက်တစ်ယောက်ကတော့ Red Dwarf Healer review လုပ်ပြီးဖို့တောင်းဆိုထားတယ်ကျွန်တော်အဲ့ enemy ကြည့်ဘူးတယ်မကြည့်ဘူးလို့ပြောရင်လိန်ရကြတော့မှာပေါ့ကြည့်လို့ကောင်းလားဆိုရင်ကောင်းပါတယ်ဒီထဲမှာ overpower MC ပါတယ်အရင်ကောင်းတဲ့ revenge story ပါတယ်အဲ့ဒါအပြင် waifu အလန်းလေးလည်းပါတယ်ဒီ enemy ရဲ့ main character healer ဒါပေမဲ့သူ့စွမ်းသွေးဖြည့်တာတခုလည်းမဟုတ်သူကရုပ်ပြောင်းရုပ်လွယ်လည်းလုပ်နိုင်တယ်လို့ brain wash လည်းလုပ်နိုင်တယ်ဇလန်းချင်းကျော်ကတော့ဒီ enemy ရဲ့ main character time travel လုပ်ပြီးသူ့ပေါ်ရုံမှခဲ့တဲ့လူတွေကိုပြန်ကလပ်စားချေတဲ့အကြောင်းပေါ့မကြည့်ရသေးတဲ့လူတွေပါမှာဆိုလို့အများကြီးမပြောတော့ဘူးအဓိကတော့ဒီ enemy ကို spoiler ကင်းကင်းနဲ့ကြည့်စေချင်လို့အကယ်ကြည့်မယ်ဆိုရင်လည်းတယောက်တည်းရှိတဲ့အချိန်မှာပဲကြည့်ပါဘာဖြစ်လို့လဲဆိုတော့မင်းသမီးပါရက်ခံရတဲ့အပိုင်းကလူချားထဲမှာကြည့်ဖို့အဆင်မပြေဘူးလေ Okay enemy ကြောင်းပြောတာခဏရတာပေါ့အခုတော့ enemy နောက်ပိုင်းဘာဆက်ဖြစ်လဲသိအောင် manga လေးတစ်ချက်ဖတ်ကြည့်တာပေါ့manga ဖတ်ကြည့်လိုက်တော့မှဒီ enemy ဘာဖြစ်လို့ season 2 ဆက်မထွက်တာလဲဆိုတော့သဘောပေါက်သွားတယ်အကြောင်းရင်းကတော့ manga နောက်ပိုင်းမှာ action နဲ့ war building မှအောင်ပဲအဓိကအသားပေးထားတယ် season 1 တော့လိုမျိုး hype ဖြစ်ရမယ့် moment တွေတိတ်မပါတော့ဆိုလိုချင်တာကတော့ဘာညာအပိုင်းတွေတိတ်မပါတော့လို့ပြောချင်တာဒါပေမဲ့လည်းသူကနဲ့သူတော့ဖတ်လို့ကောင်းပါတယ်အကယ်ကိုလူတို့က dark fantasy ကို overpower MC ပါတဲ့ဇာတ်လမ်းမျိုးမှသဘောကျရလို့ဆိုရင်ဒီ manga ကိုလည်းကြိုက်မယ်လို့ထင်တယ် rating ကတော့8 out of 10
နောက် comment တစ်ခုကတော့ Yagami Light ဆိုတဲ့အကောင့်ပိုင်ရှင်မှတ်ထားတာအကောင့်လိမ့်ကြည့်ရတာ Dano fan ထင်တယ် anyway သူက Rosen Garden Saga manga review လုပ်ပေးပါဆိုပြီးတောင်းဆိုထားတယ်အဲ့တော့ဘယ်လို manga မျိုးဖြစ်မလဲဆိုတာတစ်ချက်ဖတ်ကြည့်တာပေါ့ Bro what the fuck is this shit ဒီကောင်မလေးကရွာမှာနေတယ်တရက်မှာကောင်မလေးရဲ့ရွာကဓမြတွေဝင်စီးတာခံရတယ်အဲ့တော့ကောင်မလေးကကြောက်အားလန့်အားနဲ့တောထဲကိုထွက်ပြေးတယ်တောထဲမှာပြေးရင်လွှားရင်းနဲ့မော်ဓာတ်တစ်ချောင်းတွေ့တယ်အဲ့ဒါကောင်မလေးကိုစွမ်းအားတွေပေးတယ်ကောင်မလေးကအဲ့ဒါရဲ့အစွမ်းသုံးပြီးခုနကဓမြတွေကိုနိုးကြီးကြီးဖိန်ကိတ်ကိတ်စော်တွေဖြစ်အောင်ပြောင်းလိုက်တယ်နောက်ပြီးတော့ဒီမော်ဓာတ်မှာနောက်ထပ်အစွမ်းတစ်ခုလည်းရှိသေးတယ်အဲ့အစွမ်းကကောင်မလေးကိုဘဲမြစ်အကြီးရှိအောင်လုပ်ပေးနိုင်တယ်အဲ့တော့ကောင်မလေးကဘဲမြစ်ကိုသုံးပြီးခုနကဓမြတွေကို fuck ဘလော့ကတော့တကယ်ကြောင်တော့ဘလော့ဒါပေမဲ့ဘာလို့လဲတော့မသိဘူးဒီမန်ကတော်တော်လေးဖတ်လို့ကောင်းတယ်နောက်ထပ် comment တစ်ခုကတော့ Mike Lwin ဆိုတဲ့အကောင့်ပိုင်ရှင်မှန်ထားတာသူက Alice Manwa review please ဆိုပြီးတောင်းဆိုထားတယ်တောင်းဆိုထားတော့လည်းလုပ်ပေးရမှာပေါ့ဒီမန်ဝိုင် main character ကချီဝူလို့ခေါ်တဲ့အထက်တန်းကျောင်းသားလေးသူကစိတ်ထားကောင်းပြီးကျင်နာတတ်တယ်အနည်းဆုံးဥပမာပေးရမယ်ဆိုရင်တော့သူ့ရဲ့စိတ်နေစိတ်ထားကတန်ဂျီရိုနဲ့မီတိုရီယာနှစ်ယောက်ပေါင်းထားတယ်လို့ပဲချီဝူမှာ super power တစ်ခုရှိတယ်အဲ့ဒါတော့သူက flash လိုမျိုးအမြင်ပြေးနိုင်တယ်သူကအဲဆောင်းသုံးပြီးလူတွေကိုကူညီပေးရတာကိုကြိုက်တယ်ပြီးတော့သူကကြောင်ရမ်းချက်တဲ့ကောင်လေးတယောက်သူ့ရဲ့တနေ့တာကိုကြောင်သွားကြောင်ပြန်ကြောင်သာကျွေးအဲသုံးခုနဲ့ပဲလက်ပတ်နေရများတယ်တရက်မှာချီဝူကဒရာရနေတဲ့ကြောင်တစ်ကောင်အိမ်ခေါ်လာပြီးပြုစုပေးတယ်ဒါပေမဲ့သူအိမ်ခေါ်လာခဲ့တဲ့ကြောင်ကတာမန်ကြောင်တစ်ကောင်မဟုတ်ပဲကမ္ဘာပေါ်မှာအတန်မဆုံးစွမ်းအားရှင်နေတဲ့တယောက်ဖြစ်တဲ့ခေဒန်လို့ခေါ်တဲ့လူဖြစ်နေဒီမှာမှကျွန်တော်တို့ကခေဒန်ကချီဝူကို super power ဆိုတာပါလဲဘယ်လိုသုံးရလဲဆိုတာကိုသင်ပေးရင်သူတို့ဆရာတပည့်နှစ်ယောက်ကြား relationship နဲ့သူတို့ရဲ့တဏိတာဖြတ်သန်းပုံကိုဟာသဆန်ဆန်လေးနဲ့ဖတ်ရှုရမှာပါတော်တော်လေးလက်ဖတ်လို့ကောင်းပါတယ်တချို့အခန်းလေးဆိုရင်အရမ်းမိုက်တယ်ဥပမာခေဒန်ချီဝူကိုကဲဖို့ရောက်လာတဲ့အပိုင်းဆိုရင်ကျွန်တော်ဖတ်နေနေထားပါအောင်မြည်action drama နဲ့ comedy သုံးခုစလုံးက perfectly balanced လို့တော့သတ်မှတ်လို့ရတယ်မဖတ်ရသေးတဲ့လူတွေရှိရဆိုရင်ဖတ်ကြည့်ဖို့အတွက်ကျွန်တော် highly recommend ပေးတယ်နောက်ထပ် comment တစ်ခုကတော့ Killing Stalking Manhwa review please ဆိုပြီးမှတ်ထားတယ် okay ဘယ်လို manhwa မျိုးဖြစ်မလဲတစ်ချက်ဖတ်ကြည့်တာပေါ့အတူချုံပြီးပြောရမယ်ဆိုရင်တော့ဒါက BL မန်ဝါမှာ psychology horror ဇာတ်လမ်းအကယ်၍ကိုလူတို့က Old Boy တို့ The Mist တို့လို့ရှင်တဲ့ဟာတာကြီးဖြစ်သွားစေမဲ့အန်နီမျိုးမှာသဘောကျရလို့ဆိုရင်ဒီမန်ဝါကိုလည်းကြိုက်မယ်လို့ထင်တယ်ကျွန်တော်ကတော့ဖတ်ပြီးချင်းတစ်ပတ်10လောက်လူကကြောင်တောင်ကြီးဖြစ်သွားတယ်ဒီလိုမန်ဝါမျိုးဘယ်နာဘယ်လို review လုပ်ရမလဲစဉ်းစားလို့မရအောင်အဲ့တော့ rating ပဲပေးလိုက်တော့မယ်နောက် comment တစ်ခုကတော့နိုင်မဲဆိုတဲ့အကောင့်ပိုင်ရှင်မှတ်ထားတာသူက secret class မှန်ဝ review လုပ်ပေးဖို့တောင်းဆိုထားတယ်this is a hentai ကျွန်တော်ဒီမှန်ဝကိုဖတ်ဘူးတယ်တော်တော်ကြာပါပြီဒါပေမဲ့အခု review လုပ်ဖို့တဲ့အပိုင်းနည်းနည်းလောက်တစ်ခေါက်ပြန်ဖတ်ကြည့်ရပါထဲဟိုလို့ခေါ်တဲ့ကောင်လေးကဒီမှန်ဝရဲ့ main characterသူငယ်လေးကလေးကသူ့ရဲ့မိဘတွေကကားအက်ဆီဒန့်တစ်ခုဖြစ်ပြီးဆုံးသွားတယ်။အဲ့တော့သူ့ကိုတနာလို့ဆိုပြီးသူ့ဖေရဲ့တငယ်ချင်းမိသားစုကမွေးစားလိုက်တယ်။မန်ဝါရဲ့စာကြောင်းကတော့အန်ဆာခလောက်တဲ့ဆိုတာဘာမှမသိတဲ့ကောင်လေးအစင်းကနေစားပဲကြီးဖြစ်လာတဲ့တဲ့ဟိုရဲ့အကြောင်းပေါ့။ဇလန်ကိုအတူချုံရမယ်ဆိုရင်သူကသူ့မွေးစားအမေကိုစားတယ်။မွေးစားအမေရဲ့တငယ်ချင်းကိုစားတယ်။မွေးစားအမေရဲ့သမီးနှစ်ယောက်ကိုလည်းစားတယ်။အဲ့လောက်နဲ့ပြီးလားဆိုတော့လည်းမပြီးဘူး။သူ့တငယ်ချင်းရဲ့အမကိုစားတယ်သူ့တငယ်ချင်းကြိုက်နေတဲ့ကောင်မလေးကိုလည်းစားတယ်ကျွန်တော်တို့ကဒီမောင်ကအစားအလဲဆိုဒီကောင် sorry ပတ်စားတဲ့အကြောင်းကိုပဲအဓိကမြင်ရမှာဘလော့ကအစားပိုင်းပဲကောင်းတယ်နောက်ပိုင်းကျတော့ဒဲဟိုကအန်တီယာဇလန်နဲ့ရလို့ ugly bastard character ဆောက်ချိုးဖြစ်သွားတော့ဖိုက်ရတာတိတ်အဆင်မပြေတော့
အဲ့တခုလေးပဲချွင်းချက်ရှိရပါကျန်တာကတော့အဆင်ပြေပါတယ်နောက် comment တစ်ခုကတော့ Under Minecraft မြန်မာဆိုတဲ့အကောင့်ပိုင်ရှင်မှတ်ထားတာသူက My Chan Daily Life လို့ပဲမှတ်ထားတယ် anyway တစ်ချက်လောက်ဖတ်ကြည့်တာပေါ့โอเคနောက် comment တစ်ခုကတော့ချောင်း no limit ဆိုတဲ့အကောင့်ပိုင်ရှင်မှန်ထားတာသူမှန်ထားတာကဟွာတောင် guy wait what ဒီတစ်ခုကတိုင်းလောကမှန်မှာတစ်ခုပေါ့ဒီဇလန် main character ကတော့ချုံးမြောင်သူကဟွာတောင်ကိုင်းရဲ့အတော်ဆုံးတိုင်းပညာရှင်တွေကတယောက်တရက်မှာသူတို့ကိုင်းကနတ်ဆိုးကိုင်းတစ်ခုနဲ့ဆက်ပွဲဖြစ်ပြီးသူနဲ့သူ့ဆရာအပါဝင်သူကိုင်းအဖွဲ့ဝင်တွေအကုန်လုံးအသက်ခံလိုက်ရတယ်။ချုံးမြောင်ကတည်သွားတယ်ဆိုပေမဲ့သူ့ရဲ့ဝိညာဉ်ကနောက်ဘဝမကူသွားပဲဘယ်မှမသိတဲ့ဒီသရောင်းစားလေးရဲ့ခန္ဓာကိုယ်ထဲကိုရောက်သွားတယ်။ပြောချင်တာကသူကနောက်ခန္ဓာကိုယ်တစ်ခုမှလူပြောင်းဝင်စားတာပေါ့။ဒါပေမဲ့သူလူပြောင်းဝင်စားတဲ့အချိန်မှာနတ်ဆိုးကိုင်းနဲ့ဆက်ပွဲဖြစ်ပြီးသွားတာကနှစ်ပေါင်း100ကျော်နေပြီ။တစ်ချိန်ကသူရန်တံမိုးထားခဲ့တဲ့ဟွာတောင်ကိုင်းကအတန်မာဆုံးကိုင်းကြီး10ကိုင်းထဲမှာမပါတော့ပြိုလဲသွားပြီ။အဲကြောင့်တည်သွားတဲ့ချုံးမြောင်ကလက်မခံနိုင်တဲ့အစုံဟွာတောင်ကိုင်းတွေကိုတတိယအဆင့်တပည့်အနေနဲ့ပြန်ဝင်ပြီးလွန်ခဲ့တဲ့နှစ်ပေါင်း100တုန်းကလိုအတန်မာဆုံးကိုင်းဆိုတဲ့ကုန်းကိုပြန်ရအောင်ဘယ်လိုကြိုးစားသွားမလဲဆိုတာကိုကျွန်တော်တို့ကဟာတာဆန်ဆန်လေးနဲ့ဖတ်ရှုရမှာပါ spoiler တွေပါမှဆိုလို့အများကြီးမပြောတော့ဘူးကျွန်တော် season 2အဆုံးထိဖတ်ပြီးပြီတော်တော်လေးလည်းဖတ်လို့ကောင်းတယ်ကျွန်တော်အကြိုက်ဆုံးမန်ဟွာတွေထဲကတစ်ခုလို့တော့သတ်မှတ်လို့ရတယ်နောက်ဆုံး comment ကတော့ကျွန်တော်ရဲ့အမာခံပရိသတ်တွေတယောက်ဖြစ်တဲ့ UG Kageno ဆိုတဲ့အကောင့်ပါရှင်မှန်လာတာသူက The Novel Extra မန်ဟွာကို review လုပ်ပေးဖို့တောင်းဆိုထားတယ်ဘယ်လိုမန်ဟွာမျိုးဖြစ်မလဲဆိုတာတစ်ချက်ဖတ်ကြည့်တာပေါ့ဇလန်ချင်းကတော့ဒီမန်ဟွာရဲ့ main character သူရေးခဲ့တဲ့ဝတ္ထုတွေကို extra character တယောက်အနေနဲ့ရောက်သွားတဲ့အကြောင်းပေါ့အဲ့ဒါကြောင့်မို့လို့မန်ဟွာတိုက်တွေကသူကအပိုလူအနေနဲ့ရောက်သွားတယ်ဆိုပေမဲ့သူရောက်သွားတဲ့နေရာသူရေးခဲ့တဲ့ဝတ္ထုတွေကကဘာဖြစ်နေအောင်မို့လို့ဘသူကလူကောင်းဘသူကလူဆိုးလဲပြီးတော့ဘသူစီမှာဘလို့အစွမ်းရှိတယ်ဘယ်အချိန်မှာဘာဆက်ဖြစ်မလဲဆိုတာအစားသူကကြိုသိပြီးသားဒီမှာက wall building ပိုင်းတော်တော်လေးမိုက်တယ်လို့ story line ကလည်းစိတ်ဝင်စားဖို့ကောင်းတယ်။ Diamond system မှန်ဝါတွေနဲ့မတူတာတော့ဒီမှာက level တင်ရင်စွမ်းအားပိုကြီးလာအောင်ကြိုးစားတဲ့ဇာတ်လမ်းမျိုးမဟုတ်ဘူး။ main character သူတည်ထားတဲ့ knowledge တွေကိုသုံးပြီးအသက်ရှင်တန်အောင်ကြိုးစားတဲ့ဇာတ်လမ်းမျိုး။ blog ကတော့ omniscient reader မှန်ဝါနဲ့နည်းနည်းစင်တယ်ပြောရမယ်။အဲ့ဒါကလည်းအစာပိုင်းလေးပဲနည်းနည်းစင်တာပါ။ကျန်တာကတော့မတူရေးချမတူ။ဒီမှန်ဝါမှာလိုအပ်ချက်ကတော့တစ်ခုပဲရှိတယ်။အဲ့ဒါကတော့ we need new season for this manhwa. Okay ဒီတစ်ခေါက် review video တော့ဒီလောက်နဲ့ပဲဆုံးသက်ကြပါပေါ့။အကယ်ကိုလိုတော့ကျွန်တော် review လုပ်စေချင်တဲ့မန်ဂါနဲ့မန်ဟွာတွေရှိရဆိုရင်အခု video အောက်မှာ comment မှတ်ပြီးတောင်းဆိုပေးကြလို့ရပါတယ်။အဆုံးလေးပြီးအောင်ကြည့်ပေးကြတဲ့ viewer တယောက်ချင်းစီနဲ့ subscriber တယောက်ချင်းစီကိုလည်းတကယ်ကျေးဇူးတင်ပါတယ်။နောက် video တွေမှာပြန်ဆောင်ကြပါပေါ့။